တခါတုန်းကဆာကူရာမြို့မှာကြောက်စရာကောင်းတဲ့ဆိုင်တစ်ဆိုင်ရှိတယ်။အဲဒီဆိုင်မှာတစီတစ်ယောက်ရှိတယ်။လူတွေကပြောကြတယ်။အဲဒီဆိုင်ကလွန်ခဲ့တဲ့တစ်နှစ်လောက်က2025လောက်တုန်းကမုတ်ဆိုင်တစ်ခုဖြစ်ခဲ့တယ်။ဘယ်လိုသေသွားလဲဘယ်လိုပျက်စီးသွားလဲဆိုတာဘယ်သူမှမသိကြဘူးတဲ့။သူတချို့ပဲသိကြတယ်တဲ့။ပြီးတော့အဲဒီဆိုင်ကလည်းအတားအဆီးတွေနဲ့ကာရံထားပြီးတော့မှဘယ်သူမှဝင်လို့မရအောင်လုပ်ထားတယ်။အဲဒီဆိုင်ကကြောက်စရာကောင်းတယ်ဆိုပြီးတော့မှအရမ်းနာမည်ကြီးတယ်တဲ့။နီနီနဲ့လလာဆိုတဲ့သူငယ်ချင်းနှစ်ယောက်အဲဒီဆိုင်ကိုအရမ်းစိတ်ဝင်စားနေတယ်။ဟဲ့လလာအဲဒီဆိုင်ကိုညကျရင်သွားမယ်။အေးဟုတ်ပြီ။ငါတို့တွေအခုတော့ယူမာကတ်မှာသွားဝယ်ကြမယ်မုန့်တွေသွား။ပြီးတော့အန်နီနဲ့မောင်နှမတွေဖြစ်ကြတယ်။စီနေကနေမောင်နှမတွေဖြစ်ကြတယ်။အဲဒါကြောင့်မလို့သွားမေးလိုက်ရင်တော့အဆင်ပြေလောက်မှာပါ။ငါလို့တော့ထင်တယ်။အေးသွားမယ်။ဒီထဲကကားကလည်းတိုက်သွားလိုက်တယ်။အေးသွားမယ်။ရောက်ပြီ။ထဲဝင်သွားမယ်။လာ။အေးလာမယ်။အမရေကျမအတွက်ပစ္စည်းလေးတွေပေးပြီ။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။မလေးမရုပ်ခုနကဆိုင်ကမဆိုင်ပြီးအဲ့ဒါရင်တော့တပြင်းမအဲ့လိုတမမနေရနေပြောအဲ့ဆိုင်ပစ္စည်းလိုက်တာဟုတ်လားမင်းရမ်းကြောက်စရာကြီးတော့မကြီးတော်လေးကြောက်ပကဟုတ်တယ်လူတွေကရမ်းဆက်ရှာမရဲ့ကိုရမ်းမုန်းကြတာတဲ့ဟုတ်ပါပြီမရဲ့တော်လေးတနာစရာကောင်းတာပဲနော်အေးဟုတ်တယ်လာငါတို့ပြန်ကြမယ်ငါတို့ညရောက်တဲ့ဒီငါအိမ်မှာပဲစောင့်နေချင်မှလို့သွားငါတော့ကြောက်တယ်နော်ငါတို့တက်ခံရဘယ်လိုလုပ်လဲဟာညနေမကြောက်ပါနဲ့ငါတို့တက်ခံရအောင်တက်ခံရလည်းနောက်ကွာရှိတယ်ဗျာဟုတ်အိမ်ပြန်ကြမယ်ညရောက်ပြီလာသွားမယ်ကြောက်တယ်ငါတို့အရင်ကြောက်တာပဲညလည်းမကြောက်ပါနဲ့လည်းကြောက်စရာမကောင်းပါဘူးမလမ်းမိရရှိပါတယ်ငါတို့အရင်ကြောက်လာပြီနီကလည်းအားနေကြောက်နေရပဲပါမသိငါဆိုရင်လည်းလုံးဝမကြောက်နီလည်းကြောက်နေပါနဲ့ဟာငါသိပါတယ်ငါတင်နေပဲကြောက်တာနီကပြိုင်တွိုင်းနေတော့ကြောက်လာတော့သိကောင်းနေမင်းလေးမရှိဆိုင်တော့ရက်လာမလုပ်ပါနဲ့ကြေကြပါဦးတပိတ်သွားပြီကောင်မလေးနှစ်ယောက်စလုံးတည်ဆုံးတတ်ကြပါတယ်ကျွန်တော်ဒီလိုမျိုး horror video တွေကြိုင်တော့ကျွန်တော် YouTube like subscribe လုပ်ပေးခဲ့ကြပါဦးအားလုံးပဲbye bye